ဗျာကျွန်တော်ရဲ့ channel လေးရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်အပိန်းနေ24ရက်နေအတွက်ကိုပေါ့နော်ထိုင်ဘူရမီထိုင်ကတ်လေးနဲ့ကျွန်တော်ရဲ့ဒီထုံးစံအတိုင်းကျွန်တော်ရွေးပေးတဲ့တဲကွက်လေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါဗျကြောမကြည့်ပါနဲ့နော်ဗီဒီယိုလေးကအချိန်လုံးတဲ့တော်တော်မှမကြပါဘူးဗျโอเคဒီ24ရက်နေအတွက်ကိုကျွန်တော်တို့ကသူကလေးလုံးပေးရပေါ့နော်ဒါတော်လေးပဲဒီသူရွေးပေးရတဲ့ဒီနှလုံးကအဝေများပါတယ်တော့ရှော့လဲဝင်လာတယ်ပေါ့နော်ဒီဘက်ကလည်းလေးကိုရွေးထားတယ်ဒါလေးကတော့မကြိုကြိုက်မှကစားလို့ရပါတယ်ဗျမကြိုလို့ဒီမှာကိုယ်ပိုင်လုံးပိုင်ဝင်နေရှိရဆိုရင်ဒီကောင်လေးနဲ့ကစားလို့ရပါတယ်ဒီတွက်ဆိုင်တွေကြိုက်တယ်ဆိုရင်လည်းကျွန်တော်တင်ပေးလို့ရတယ်ပေါ့နော်ဗီဒီယိုရှေ့မှာဆိုလို့တခြားဆရာတွေလည်းတွက်ဆိုင်တွေအများကြီးတင်ပေးတာဖြစ်လို့ကျွန်တော်မတင်ပေးတာဖြစ်ပါတယ်โอเคဒါကတော့ဒီတရားလည်းအရမ်းမှန်တဲ့ဒီ dragon cat ကလေးပေါ့နော်โอเคဒါဆိုရင်ကျွန်တော်နောက်တစ်ခုသက်ကြည့်မယ်ဒီကတော့ Jaffa cat လေးဖြစ်ပါတယ်သူကတော့ဒီကီးသုံးလုံးကိုကင်ကစားလို့ရပါတယ်နေကုန်းပေါ့နော်ဥပမာမနေ့ပိုင်းမပါဘူးဆိုရင်ညနေဝဲစင်းနေမှာပေါ့နော်ဒီကီးသုံးလုံးလေးကိုအားပြပြီးတော့ကင်ကစားလို့ရတယ်သူကမနေ့လည်းပါတာရှိတယ်လို့ညနေလည်းပါတာရှိတယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်ကင်မကစားပါဘူးကျွန်တော်ကင်ကစားရတဲ့ဒီကောင်ဖြစ်ပါတယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ကဒီတဲ15ခွက်ကိုရွေးထုတ်ထားတာရှိတယ်။မေဆိုကြိုက်နေတဲ့လည်းတုံးလို့ရအောင်နော်။ဥပမာ15ခွက်လုံးမကြိုက်ဘူးဆိုရင်ဒီထဲကကြိုက်တာလေးကိုကစားလို့ရပါတယ်။မိန်းအနေနဲ့ကျွန်တော်6ခွက်စီရွေးပေးတယ်ပေါ့နော်။ဒါကတော့နေကုန်ထိပ်ဖြစ်ပါတယ်။ Okay ။ကိုကြည့်နေကျွန်တော်မိတ်ဆွေများကျွန်တော် channel လေးကို like and subscribe မနေရသေးဆိုရင် like and subscribe နေတာလည်းတောင်းဆိုပါတယ်။ Okay အားလုံးအစီအစဉ်ရှောင်းမိကြပါစေ။တူတူနဲ့အများကြီးပို့ကြပါစေ။ See you bye bye next video